အားလုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့သတင်းတွေဖြစ်တဲ့စီရေးနိုင်ငံရဲ့အစရှိတဲ့သတင်းတွေကိုကြည့်ရှုလိုက်ရအောင်လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ2025ခုနှစ်တနှစ်တာအတွင်းတော်လှန်ရေးအဖွဲ့အသီးသီးနဲ့စစ်အုပ်စုတို့အကြားမှာတိုက်ပွဲပေါင်း9139ကြိမ်ဖြစ်ပွားခဲ့ပြီးမြန်မာစစ်တပ်ဘက်ကသေဆုံးသူ9699ဦးထိခိုက်ဒဏ်ရာရရှိသူ2926ဦးစစ်သုံးပန်း1124ဦးရှိခဲ့ပြီးစုစုပေါင်းပြုံးတီးအင်အား9549ဦးအထိရှိခဲ့တယ်လို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့2026ခုနှစ်နှစ်ဆန်း1ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။2025ခုနှစ်တနှစ်တာအတွင်းဗိုလ်မှူး2ဦးအပါအဝင်စုစုပေါင်းစစ်သည်936ဦးဟာစစ်အာဏာရှင်ဘက်ကိုစွန့်ခွာပြီးပြည်သူဘက်ကိုကူးပြောင်းရက်တီကပြည်သူရင်ခွင်ခိုလုံခဲ့ကြတယ်လို့လည်းဖော်ပြထားပါတယ်။ဒါအပြင်တော်လှန်ရေးဘက်ကလက်နက်မျိုးစုံကိုထုတ်လုပ်နိုင်တဲ့အခြေအနေကိုရောက်ရှိလာခဲ့ပြီဖြစ်က2025ခုနှစ်မှာတော်လှန်ရေးတပ်ဖွဲ့တွေအတွက်ကျပ်သိန်းပေါင်း9သိန်းအထိကိုအသုံးပြုခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။